လူဆိုးကိုင်းတစ်ခုလုံးကိုတယောက်တည်းနဲ့အပြည့်ရှင်းခဲ့ဘူးတဲ့ရဲအရာရှိကြီး Vikram ရာထိုး Vikram Rathore တယောက်တည်သွားပြီလို့အားလုံးကထင်ထားခဲ့ကြတာပါဒါပေမဲ့တနေ့မှာတော့ရာထိုးမတည်သေးဘူးဟာဆိုတဲ့သတင်းစကားတစ်ခုကြောင့်မြို့တစ်မြို့လုံးတုံလုံးခြောက်ခြားသွားခဲ့ရပါတယ်ဒါဆိုရင်တကယ်ပဲဒီရဲအရာရှိကြီးကပြန်ရှင်လာခဲ့တာလားဒါမှမဟုတ်သူ့နေရာမှာတခြားသူတယောက်ရောက်နေတာလားသတင်းကြချင်းမှာပဲဒေဝကမြို့ရဲ့အာနာပိုင်လူဆိုးကောင်းဆောင်ကသူ့တပည့်တွေကိုရာထိုးရဲ့အလောင်းကိုသွားတူးဖော်ဖို့အမိန့်ပေးလိုက်ပါတယ်အခေါင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာအလောင်းမရှိတော့ပဲလုံးဝလွတ်ဟာနေတာကိုတွေ့လိုက်ရပါတယ်ရာထိုးဟာတေမင်းနဲ့ရင်ဆိုင်ခဲ့ရပေမဲ့မတေပဲလွတ်မြောက်သွားခဲ့တာပါဒါပေမဲ့မကြခင်မှာပဲဒီသတင်းပေးခဲ့တဲ့တပည့်ဖြစ်သူဟာလည်းလှုပ်ဝက်ဆန်းကျဲစွာလှုပ်ကြံခံလိုက်ရပါတော့တယ်တစ်ဖက်မှာတော့မုံပိုင်းမြဟိုမှာမြို့ခံတွေကိုဒုက္ခပေးနေတဲ့စုံထောက်ရဲအရာရှိ Skaver မဆိုသူပေါ်ထွက်လာပါတယ်သူဟာမြို့ထဲကခိုးသားတွေကိုတနက်နဲ့ချင်းချောက်ပြီးအပြင်းထန်လိုက်ဖမ်းခဲ့ပါတယ်ဒါပေမဲ့ဟာတာကတော့ဒီလူဟာတကယ်တော့ရဲမဟုတ်ပဲရဲယူနီဖောင်းကိုခိုးဝတ်ထားတဲ့ရွှေလက်စွပ်နဲ့ပစ္စည်းစုံလိုက်ခိုးနေတဲ့လူလိန်ခိုးသားရှိပါရှာယဘဖြစ်နေတာပါပိုဆိုးတာကရဲစခန်းရှိမှာပြည်သူတွေက Skaver မကိုကျေးဇူးတင်ကြောင်းလာရောက်ဆန္ဒပြရမှာတကယ်ရဲအရာရှိအစ်စ်ကဘောင်းဘီတိုနဲ့ထွက်လာပြီးငါယူနီဖောင်းမှာခိုးသွားတာပါလို့ပြောပြလိုက်ရတဲ့အထိလေးခွအလွယ်တွေဖြစ်ခဲ့ရပါတယ်။တနေ့မှာတော့လိမ္မာပါနဲ့တဲ့ခိုးဝက်သမားရှယ်ဗာနဲ့သူနဲ့အတွဲညီတဲ့အပေါင်းအဖော်နှစ်ကားတို့ဟာမတရားနည်းနဲ့ရထားတဲ့ပတ်စံတွေနဲ့ရွှေတွေကိုခွဲဝေဖို့ပြင်ဆင်နေကြတာပါရှယ်ဗာကတော့ပါနတ်စွာနဲ့ပဲစီမံကိန်းရေးဆွဲခါစီဖျားဝေစုဆိုပြီးအကွက်စင်ကနှစ်ကထပ်ပတ်စံပူရအောင်လှည့်ပတ်သိပိုက်လိုက်ပါတယ်နှစ်အနေနဲ့သူ့ဝေစုရွှေတွေကိုဈေးရောက်ရင်ရဲမိမှာဆိုတာကြောင့်ရှားပါကပဲနားလဲပေးတယ်လို့နဲ့ဈေးနှိမ်ပြီးပြန်ဝယ်ယူလိုက်ပြန်ပါတယ်လူနဲ့လမ်းမပေါ်မှာလှပဆန်းတစ်တဲ့ကောင်မလေးတယောက်ကိုမြင်လိုက်ရချိန်မှာတော့ရှဲပါရဲ့ရင်ထဲမှာအချစ်မီးတွေတောက်လောင်သွားခဲ့ပါတယ်သူကကောင်မလေးကိုငေးကြည့်ရင်စုံကူးခံရတယ်လို့မျိုးခေါင်းထောက်လိုက်တာနဲ့ပတ်ဝန်းကျင်ကလူတွေအကုန်သူ့လှုပ်ရှားမှုအတိုင်းလိုက်လှုပ်ရှားနေရတဲ့အထိယူသွတ်သွားခဲ့တာပါဒါပေမဲ့ဒီလိုတာယာနေချိန်မှာပဲအမျိုးသမီးရဲရာရှိတဲ့ရောက်လာပြီးပတ်စံတွေဘဲကရလဲဆိုပြီးစစ်ဆေးပါတော့တယ်ပါနတ်တဲ့ရှိဘက်ကတော့ရဲမေကိုရေမွေးဖြန်းကစာပုံးရေပုံးတွေကိုတူရိယာလိုတီးခတ်ပြီးစိတ်တစားဆဆန်စီးကြကြကခုံပြကလှည့်စားကြော်ဖြတ်သွားခဲ့ပါတယ်ထို့နောက်ရှယ်တယောက်သူသဘောကျနေတဲ့ကောင်မလေးနောက်ကိုလိုက်သွားခဲ့ပေမဲ့ကောင်မလေးကလည်းပေါ့တန်တန်မဟုတ်ပါဘူးကောင်မလေးဟာပန်းချံထဲမှာလမ်းလျှောက်နေတဲ့ဝဝဖက်လူကြီးတယောက်ကိုအသေးနှလုံးရောဂါထဖောက်သွားအောင်ပရိယေဆင်လိုက်ပြီးရှယ်ဘာကရောက်လာကစေကုသပေးဟန်ပြုပြီးကဲတင်လိုက်ရပါတယ်ရှယ်ဘာရဲ့မာယာတွေကိုကောင်မလေးကသဘောကျသွားပြီးအချင်းချင်းအပြုံးချင်းဖလှယ်ခဲ့ကြပါတယ်နောက်တနေ့နနက်မှာတော့အပေါင်းအဖော်နှစ်ဟာဖះเจ้าဆောင်ရှိမှာရှယ်ဘာအတွက်ပါဆူတောင်းပေးနေခဲ့ပါတယ်ရှယ်ဘာတဲ့ရောက်နိုးလာချိန်မှာတော့ခေါင်းကိုက်မခံချင်တာကြောင့်နှစ်ကကိုနှစ်ချက်တက်ခိုင်းပြီးဆူတောင်းခိုင်းခဲ့ပါတယ်ရှယ်ဘာဟာတကားဝမှာခရစ်ကတ်ဘောလုံးလာကောက်တဲ့ကလေးတွေကိုမုံတွေဝေပေးပြီးအချို့သွဲပေးလိုက်ပေမဲ့တကားပိတ်လိုက်ချိန်မှာတော့ကလေးတွေရဲ့အဝတ်စားတွေပါပြုတ်ထွက်သွားရတဲ့အထိရေစရာကောင်းတဲ့လှဲ့ကွက်ဆန်းကြီးဖြစ်သွားခဲ့ပါတော့တယ်ရှီဘာကတော့သူနေတဲ့ရက်ွက်ထဲမှာကလေးတွေဘောလုံးလာကြရင်တော့ရေနွေးပူနဲ့လောင်းပစ်မယ်လို့ချင်းချောက်လောက်အောင်စိတ်တူလွယ်တဲ့သူပါဒါပေမဲ့တနေ့မှာတော့သူ့တငယ်ချင်းကရှီဘာတယောက်ငြိမ်သက်ပြီးဖះသခင်ကိုတော့ကျေးဇူးတင်နေတာကိုတွေးလိုက်ရပါတယ်အကြောင်းကတော့လမ်းမပေါ်မှာလမ်းလျှောက်လာတဲ့ပါရိုဆိုတဲ့အလှပကွေးမလေးကိုတွေးလိုက်ရလို့ပါပဲရှီဘာဟာပါရိုကိုမြင်ချင်းဆွဲလန်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလမ်းသွားလမ်းလာခပိုက်နိုင်တယောက်ကပါရိုရဲ့အိတ်ကိုလူပြေးတာကြောင့်ရှီဘာကချက်ချင်းပဲအမိရလိုက်ထိုးပြီးပါရိုရဲ့အိတ်ကိုပြန်လူပေးလိုက်ပါတယ်ပါရိုကကျေးဇူးတင်စကားပြောတဲ့အခါရှီဘာကသူ့ကိုယ်သူမိတ်ဆက်ပြီးတိုးနှစ်ယောက်စလုံးရဲ့နာမည်ကလိုက်ဖက်လွန်းလို့အချစ်ဆိုတာအချိန်ကြာကြီးတွဲဖို့မလိုပါဘူးဆိုပြီးစတင်ရောပါတော့တဲ့ပါရိုကသူ့ကိုပတနာကနေမင်္ဂလာဆောင်တစ်ခုအတွက်လာတာလို့ပြောပြပေမဲ့သူ့တငယ်ချင်းမလေးကတော့နာမည်မသိတဲ့သူကိုဖုန်းနံပါတ်မပေးဖို့တားဆီးခဲ့ပါတယ်ပါရိုကပြုံးပြလိုက်တဲ့အခါရှီဘာကမင်းပြုံးလိုက်တာငါ့ကိုချစ်သွားပြီမလားဆိုပြီးစတော့တာပါပါရိုကညင်းပေမဲ့ရှီဘာကဘတ်စကားပေါ်တက်သွားရင်နောက်24နာရီအတွင်းမင်းကအကြောင်းပဲစဉ်းစားနေရင်ငါ့ကိုချစ်မိသွားပြီလို့မှတ်လိုက်တော့ဆိုပြီးစိန်ခေါ်စကားပြောသွားခဲ့ပါတယ်ရှီဘာရဲ့ဒီစိန်ခေါ်မှုကပါရိုရဲ့ခေါင်းထဲကိုတကယ်ပဲဆွဲကြံခဲ့ပါတယ်ကော်ဖီဆိုင်ရောက်တော့လဲပါရိုတယောက်ရှီဘာအကြောင်းပဲစဉ်းစားနေမိတာကြောင့်တငယ်ချင်းမလေးကတော့စနောက်နေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲကော်ဖီဆိုင်ဝေတာအဖြစ်ရုပ်ဖြတ်ထားတဲ့ရှီဘာကိုတွေးလိုက်ရတယ်လို့ကားပါကင်ရောက်ကားထဲမှာလဲရှီဘာကိုပဲထပ်တွေ့လိုက်ရပြန်ပါတယ်ပါရိုကငါတော့သူ့ကိုတကယ်ပဲချစ်မိသွားပြီထင်တယ်နေရာတိုင်းမှာသူ့ကိုပဲမြင်နေရတယ်လို့ပြောလိုက်ချိန်မှာကားမောင်းနေတဲ့တငယ်ချင်းမလေးကပါငါရောပဲ
နေရာတိုင်းမှာသူ့ကိုပဲမြင်နေရတယ်လို့အော်ပြောလိုက်ရတဲ့အထိရှီဘာနဲ့သူ့တငယ်ချင်းကပုံစံမျိုးမျိုးနဲ့စတိုင်ပြောင်းပြီးလိုက်ချောင်းနေခဲ့တာပေါက်ဆုံးမှာတော့ပါရိုတို့လာတဲ့မင်္ဂလာဆောင်ပွဲအထိရှီဘာနဲ့သူ့တငယ်ချင်းတို့နောက်ကနေအရောက်လိုက်လာခဲ့ကြပါတယ်ရှီဘာတယောက်မင်္ဂလာဆောင်ပွဲတွေကိုခက်တီတီနဲ့ခိုးဝင်လာရင်မင်္ဂလာဆောင်လာတဲ့ဧည့်သည်မျိုးသမီးတွေဝတ်ဆင်ထားတဲ့ရွှေထဲနဲ့စိန်လက်ဝတ်ရတနာတွေကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မျက်လုံးတွေဟာအချစ်ကြောင့်မဟုတ်ပဲရွှေတွေကြောင့်တောက်ပသွားခဲ့တာပါဒါပေမဲ့သူ့စိတ်ကိုသူပြန်ထိန်းလိုက်ပါတယ်ပွဲလန်းတပင်တစ်ခုမှာအတော်ဖြစ်သူကမင်းတို့အမျိုးတွေကလူကြီးမိဘတွေကိုမလေးမစားနဲ့ဝတ္တရားမကြေဘူးဆိုပြီးစပွိုင်းလိုက်ပါတယ်ဒါကိုကြားလိုက်တာနဲ့မင်းသားကညံ့ညံ့နဲ့ထုတ်ပြီးအတော်ကြီးစိတ်ကျဉ်တဲ့အောင်မြေကြီးပေါ်ထိပြစ်လဲပြီးဒူးထောက်အယိုးသေးပေးပြလိုက်ပါတယ်အတော်ကြီးလဲမင်းသားရဲ့မာယာကွက်ထဲပါသွားပြီးဒါမှငါတို့ရဲ့ယဉ်ကျေးမှုကွက်ဆိုပြီးသဘောတွေကြားလို့သွားခဲ့တာပေါ့ဒါတင်မကသေးပါဘူးမင်းသားရဲ့တငယ်ချင်းကဘာမှမလုပ်ဘဲမတ်တက်ရက်နေလို့ဆိုပြီးမင်းသားကဘေးကနေပြပြတရားနဲ့အတော်ကြီးခြေထောက်ကိုနှဲ့ခါတိုင်းတိုင်းထက်မှန်အယိုသေးပေးခိုင်းပါသေးတယ်မင်းသားရဲ့ရုပ်တည်နဲ့ကလိန်ကကျစ်လောက်ွက်တွေကြောင့်အတော်ကြီးမှာသဘောတွေကျပြီးမိသားစုဝင်ဖြစ်တန်းပြီးအချစ်ပိုသွားတော့တာပါအဲ့ဒီနောက်မှာတော့မင်းသားဟာအနီရောင်ဝတ်စုံနဲ့အလှကြီးလာနေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတယ်ကောင်မလေးကအပေါ်ထက်ကအခန်းမှာလူတစ်ယောက်ကစောင့်နေတယ်လို့အကြောင်းကြားလိုက်တဲ့အခါမင်းသားလည်းသူ့ရဲ့ပလန်အတိုင်းမြှူဆွဲဖို့အောက်ထက်ကိုပြန်ဆင်းလာခဲ့ပါတယ်အထက်ရောက်တော့ကောင်မလေးတစ်ယောက်ကမင်းသားကိုနင်ကဘာမို့လို့ကောင်မလေးတွေကနင့်ကိုတခါတည်းနဲ့စိတ်ဝင်စားရမှာလဲရုပ်ကလည်းမချောခန္ဓာကိုယ်ကလည်းမတောင့်ဘဲနဲ့ဆိုပြီးလာစော်ကားလိုက်ပါတယ်ဒါနဲ့မင်းသားကလည်းစိန်ခေါ်မှုကိုလက်ခံလိုက်ပြီးသူ့ရဲ့ဆက်ဆန်းတဲ့အကာကွက်တွေကိုစပွဲပေါ်တက်ပြီးထပြလိုက်တော့တာပါပဲမင်းသားရဲ့ဆွဲဆောင်မှုရှိတဲ့အကာကွက်တွေအောက်မှာတအိမ်လုံးကကောင်မလေးတွေတင်မကပဲစိန်ခေါ်ခဲ့တဲ့ကောင်မလေးပါငင်းမောသွားရပါတယ်ဒါပေမဲ့မင်းသားကသူ့ရဲ့ပလန်အောင်မြင်သွားပြီလို့ထင်နေချိန်မှာပဲအတော်ဖြစ်သူကကလေးသေးခံဒေးပသွားဝယ်ခိုင်းလိုက်တာကြောင့်မင်းသားတယောက်အလှကြီးစမတ်ကြနေရကနေဈေးချင်းဆွဲပြီးထွက်သွားရတဲ့အထိဟာတာဖြစ်သွားခဲ့ရပါတော့တဲမင်းသားနဲ့သူ့တငယ်ချင်းဟာစူပါမားကတ်ထဲမှာကလေးသေးခံတဲ့ဘရော့ဝယ်ဖို့အကျိတ်အနယ်ရှာဖွေနေကြပါတယ်မင်းသားကသေးခံထုတ်ကြီးကိုကင်ပြီးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာသူ့တငယ်ချင်းကတော့ဘေးနားကနေတဆက်မှမနာပဲကလေးတွေအကြောင်းပေါ်လာသမျှစကားတွေကိုတွတ်တွတ်နဲ့စပွိုင်းလို့နေခဲ့တာပါတငယ်ချင်းဖြစ်သူရဲ့တွတ်တွတ်နဘူးနာစာလုံးမှုကြောင့်မင်းသားတယောက်စိတ်မရှိနိုင်တော့ပဲလက်ထဲကသေးခံထုတ်ကြီးနဲ့ဘေးနားကတငယ်ချင်းကိုအားရပါရဝင်တွန်းလိုက်ပါတော့တယ်ဒါပေမဲ့ဟိုတငယ်ချင်းကလည်းဇွဲမလျှော့ပဲကလိန်ကကြစ်လုပ်ဖို့ပတ်စံအိတ်ကြီးကိုမကင်းမရင်နဲ့ပုံးရှိုးွယ်ရှိုးပိုင်ဆိုးပိုင်နဲ့လုပ်ဖို့ပြင်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲမာစတာပလန်တစ်ခုပေါ်လာခဲ့ပါတယ်မင်းသားကသေးခံထုတ်တွေကြားထဲကနေအနားမှာရက်နေတဲ့လူမိုက်ရုံနဲ့အကိုကြီးတယောက်ကိုမြင်လိုက်ရတာပါမင်းသားကညံနီရံနဲ့ထုတ်ပြီးဟိုလူမိုက်ကြီးကိုလက်ညှိုးထိုးကသူ့ကိုကြည့်ရတာတန်တရားဖြစ်เสียရပဲဆိုပြီးမတင်ကားတဲ့ရုပ်ဖမ်းပြလိုက်ပါတယ်လူမိုက်ကြီးမှလည်းဘာမှမလုပ်ဖဲနဲ့မင်းသားရဲ့ညံစင်မှုကြောင့်ကြောက်လန့်တကြားအနောက်ကိုပြန်လှည့်ပြေးရပါတော့တယ်အဲ့ဒီအခွင့်အရေးကိုအပိုင်ကင်ပြီးမင်းသားကတငယ်ချင်းလက်ထဲကပတ်စံအိတ်ကြီးကိုဆွဲလူကစူပါမားကတ်အပြင်ဘက်ကိုအမြန်ဆုံးအပြေးလွှာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်တကွာဆိုတဲ့ရွာလေးတစ်ရွာမှာကြောက်စရာကောင်းတဲ့လူဆိုးကြီးတွေရဲ့ရန်ကိုစိုးရိမ်နေကြရပါတယ်တနေ့မှာတော့သတင်းထောက်တစ်ယောက်ကရွာသားတွေကိုဒုက္ခပေးနေတဲ့လူဆိုးတွေကိုနှိမ်နင်းဖို့Vikram Rathoreဆိုတဲ့ရဲအရာရှိကြီးပြန်လာတော့မယ်ဆိုပြီးသတင်းစာထဲမှာရေးလိုက်ပါတယ်ဒါပေမဲ့ဒီသတင်းကိုကြားသွားတဲ့ငရဲကလာတဲ့လူဆိုးကိုင်းစားကြီးကတော့စိတ်တူသွားပြီးအဲ့ဒီသတင်းထောက်ရဲ့အိမ်ကိုမိရှုဖျက်ဆီးပစ်လိုက်ပါတော့တယ်ဒါတင်မကသေးပဲVikram Rathoreကိုသွားတက်ဖို့သူ့ရဲ့လူယုံကြီးကိုမွန်ပိုင်းကိုဆေလွတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့မွန်ပိုင်းပူရာယုံကြီးထဲမှာအလောက်ကင်မရှိခိုးရပါပစ္စည်းတွေကိုလိုက်မယောင်းပဲပြောစရာရှာနေတဲ့ခိုးဆိုးလူနိုင်ကြီးကိုနှစ်ယောက်ရှိပါတယ်သူတို့နှစ်ယောက်ရဲရဲတောက်လိန်ညာဖို့ကြံစီနေတော့မှာပဲရုတ်တရက်အလက်နဲ့သမီးလေးတစ်ပါးရောက်လာတယ်လို့မျိုးရွှေတစ်တာကြီးတစ်လုံးနဲ့အမျိုးသမီးတစ်ယောက်ရောက်လာပါတော့တယ်အဲ့ဒီအမျိုးသမီးကရွှေတစ်တာကြီးကိုစောင့်ပေးဖို့သူတို့နှစ်ယောက်ကိုအကူအညီတောင်းလိုက်တဲ့အခါမှာတော့ဒီခိုးဆိုးလူနိုင်နှစ်ယောက်ရဲ့မျက်လုံးထဲမှာရွှေတွေကြီးပဲမြင်အောင်သွားပါတော့တယ်မိန်းကလေးကအိမ်သာသွားမယ်ဆိုပြီးထွက်သွားတာနဲ့သူတို့နှစ်ယောက်ဟာခေါင်းဆိုင်ပြီးရွှေတစ်တာကြီးကိုမပြီးပုံးကွယ်ရာပင်လယ်ကမ်းဆက်စီကိုယူပြေးကြပါတော့တယ်ပင်လယ်ကမ်းဆက်ရောက်တော့မှငါသုံးပုံတစ်ပုံယူမယ်ငါနှစ်ပုံယူမယ်ဆိုပြီးခွဲရမ်းမတည့်ပဲရန်ဖြစ်နေကြတော့မထင်မှတ်ပဲမွန်ပိုင်းရဲကားတစ်စီးရောက်လာပါတော့တယ်ရဲအရာရှိကတန်တရားဝင်ပြီးဒီတစ်တာကြီးဘာလဲဖွင့်ပြစမ်းဆိုပြီးမေးတဲ့အခါကြောက်ကြောက်နေတာဒီပါဝစ်ဖို့အင်ဂျီတွေပါဆိုပြီးရှောက်ပြောပါတော့တယ်ရဲကမတင်ကားလို့ဖွင့်ခိုင်းတော့အငယ်ကောင်ကခင်းများကရဲအစ်စ်မမဟုတ်တာအာမခံဝရမ်းပါလာဆိုပြီးတွားเสียလုပ်လိုက်တဲ့အခါ
ရဲအရာရှိကြီးရဲ့လက်သီးပြင်းပြင်းတစ်ချက်ကျွေးလိုက်တာကိုခံလိုက်ရပါတော့တယ်သူတို့နှစ်ယောက်ရထားတဲ့တစ်တာကြီးကိုမနှဲစူးစားဖွင့်နေတော့မှပဲရဲအရာရှိတစ်ယောက်ရောက်လာခဲ့ပါတယ်ရဲကတစ်တာကိုဖွင့်ခိုင်းလို့ကြောက်ကြောက်နဲ့ဖွင့်ပြလိုက်ချိန်မှာတော့တစ်တာထဲမှာအယုတ်လေးတွေနဲ့အတူအိပ်ပျော်နေတဲ့မိန်းကလေးငယ်လေးတစ်ယောက်ကိုတွေးလိုက်ရတာပါ